ကျွန်တော်တို့မှာဓာတ်စိုက်တွေရှိတယ်ဗျမကောင်းတဲ့ညံပေါ့ခမည်းမှမဟုတ်ဘူးကျွန်တော်မှလည်းမဟုတ်ဘူးလူတိုင်းပဲတယောက်နဲ့တယောက်တော့မတူကြဘူးဘလောက်ပဲရိုးသားဖြူစင်ပါတယ်ဆိုတဲ့သူပဲဖြစ်ဖြစ်မကောင်းတဲ့ချက်လေးတွေတော့ရှိနေတာပဲဒါကတော့ကိုဂျင်မီရေးသားထားတဲ့တကောင်လေးပဲဆိုတဲ့စာအုပ်လေးတွေကမကောင်းတဲ့ဘက်မှာဆိုတဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့တင်ဆက်သူမီယိုပဲဖြစ်ပါတယ်ဆက်လက်ပြီးတော့စာအုပ်လေးထဲမှာရေးသားထားတဲ့အကြောင်းအရာလေးတွေကိုဆက်ပြီးတော့တင်ဆက်ပေးတော့ပါမယ်အခုကျွန်တော်ပြောမယ့်အကြောင်းကတော့2019ခုနှစ်တုန်းကတကယ်ဖြစ်သွားတဲ့ဒေါ်လာ215တန်းကိုတရက်ထဲအပြောက်ဖျောက်သွားစေခဲ့တဲ့စကန်လို့ခေါ်မလားလိမ်လည်မှုလို့ပဲပြောရမလားအဲ့ဒီဖြစ်စဉ်မှာ disclaimer တယောက်အနေနဲ့ပြောရရင်အခုကျွန်တော်ရဲ့ဒီစာစုတစ်ခုလုံးက Netflix ရဲ့ Trust No One ဆိုတဲ့ movie ကိုကြည့်ပြီးတော့ထပ်ပြောချင်တဲ့အကြောင်းအရာတွေအချက်လက်တွေကိုပါထည့်ပြောထားတာပါဆိုတော့2019 January မှာကနေဒါရဲ့အကြီးဆုံး Bitcoin Exchange ကုမ္ပဏီကသူတို့ရဲ့ website ကိုပိတ်ချလိုက်ပြီးတော့ဒေါ်လာတန်း200ကျော်ဘယ်ရောက်မှန်းမသိပျောက်ဆုံးသွားတယ်Bitcoin Exchange ဆိုတာဘာလဲမသိသေးတဲ့သူတွေအတွက်နားလည်အောင်ပြောရရင်ဒေါ်လာဝယ်စုသလိုပဲဈေးကျချိန်ဝယ်တယ်ဈေးတက်ချိန်မှာပြန်ရောင်းတယ်ဒါပေမဲ့ဒေါ်လာကိုမဟုတ်ဘူးအခုနာမည်အကြီးဆုံး cryptocurrency digital ငွေကြေးဖြစ်တဲ့ Bitcoin ကိုဝယ်ရောင်းလုပ်လို့ရတဲ့နေရာဒီကိစ္စကြီးတစ်ခုလုံးရဲ့အစကတော့ဂျီရန်ကော်တန်ရဲ့ရုတ်တရက်တည်ဆုံမှုကစတာပါဂျီရန်ကော်တန်ကခုနကပြောတဲ့ Bitcoin Exchange ရဲ့ CEO ပါသူကလူရှိလူခင်များတယ်ကလေးတွေနဲ့ပျော်ပျော်ပါပါနေတယ်သူ့ပုံစံတစ်ခုလုံးကရိုးရိုးအေးအေးနေတဲ့ digital net တယောက်လိုပဲ2018ဒီဇင်ဘာမှာအိန္ဒိယကိုအလဲသွားနေရင်နဲ့သူရုတ်တရက်တည်ဆုံသွားတယ်ဆိုပြီးသတင်းတက်လာတယ်တပတ်လောက်ကြာမှတင်သူ့ရဲ့ Bitcoin Exchange တစ်ခုလုံးရဲ့ password ကိုသူကလွှဲပြီးတော့ဘယ်သူမှမသိတဲ့အတွက်ဒီ Exchange ကြီးတစ်ခုလုံးကိုရက်လက်ရက်ပါပြီဆိုပြီးတော့ကုမ္ပဏီကစားထုတ်ပြီးတော့ရက်ပစ်လိုက်တယ်အထဲမှာအသုံးပြုသူ9000ကျော်ရဲ့ဒေါ်လာတန်း200ကျော်တိတိကျကျပြောရရင်ဒေါ်လာ215တန်းတန်ကြေးရှိတဲ့ Bitcoin တွေပါသွားတယ်တချို့တွေဆိုရင်တဘောအလုံးစာစုထားတဲ့ပတ်စံတွေအားလုံးပါသွားကြတယ်ဒီလူသေးတယ်ဆိုတာကိုဘယ်သူမှမယုံဘူးဒီလောက်များတဲ့ပတ်စံတွေကိုဖြောင်းရှင်းလို့ fake deck တကယ်မသေးဘဲနဲ့တည်တယ်လို့ပြောတယ်ဆိုပြီးတော့လည်းယုံကြည်ကြတယ်ဒေါ်လာထွက်နေတဲ့လူအုပ်ကြီးကဒီကိစ္စကိုလိုက်ကြတော့တယ်လက်ရှိအချိန်မှာနိုင်ငံတော်တော်များများရဲ့အစိုးရတွေကဒီလို digital ငွေကြေးကိစ္စတွေ Bitcoin scan တွေမှာလိုက်ဖြည့်ရှင်းပေးတာအားရန်နေသေးတယ်ဒါတော့ကနေဒါမှာနော်အဲ့ဒါလိုနဲ့ဒီကိစ္စမှာခံရတဲ့သူတွေက Telegram မှာ group ဖွဲ့ပြီးတော့ Jared Cotton ရဲ့အကြောင်းတွေသူ့မိမရဲ့အကြောင်းတွေသူ့မိသားစုသူတို့နဲ့ဆက်ဆက်နေတဲ့အတိုင်းဝိုင်းတွေကိုလိုက်ကြတော့တယ်သူတို့သုံးတဲ့ Instagram တွေ Facebook တွေ Snapchat တွေနဲ့ Twitter တွေအားလုံးကနေရတဲ့နှမျှ data အားလုံးကိုရအောင်လိုက်ရှာကြတယ်ဒီလိုနဲ့ပထမဆုံးဆွဲထုတ်မိတဲ့အစကဒီ exchange ကြီးတစ်ခုလုံးကိုစတုန်းကသူနဲ့အတူတူပါခဲ့တဲ့ co-founder Michael Patrin ကိုသတိထားမိသွားကြတယ်ဒီလူကကြီးလိုက်တာနဲ့မာဖီးယားရုပ်ပေါက်နေတဲ့လူအမှန်တကယ်လည်းငွေကြေးခက်ဝါချမှုတွေကြောင့်အဖမ်းခံရပြီးတော့ထောင်ကျဘူးလေဒီလိုမှန်းသိရင်ဒီအိတ်ချိန်မှာငွေမထည့်ခဲ့ပါဘူးလို့ဘာလို့ဆိုပြီးတော့ပါသွားတဲ့ငွေတွေပြန်မရတော့မှပိုစိုးရင်လာကြတယ်တေးကြတယ်ဟိုကောင်မတေးဘဲနဲ့တေးချင်အောင်စောင်းနေတာအရင်ဆုံး Michael Patron ကိုအရင်လိုက်ရှာပြီးတော့ရှင်းကြမယ်ဒီကောင်မိသားစုကဘယ်မှာနေလဲစတဲ့ threat တွေအသက်အန္တရာယ်ချင်းချောက်မှုတွေပါထွက်လာတယ်လူဆိုတာကကိုယ့်အကျိုးစီးပွားနဲ့ပတ်သက်လာရင်လိုအပ်လာရင်တက်ဖို့ဖြတ်ဖို့လဲဝင်မလေးဘူးဒါပေမဲ့အဲ့ဒီ Michael Patron ကပေါ်တင်ကိုထွက်လာပြီးတော့သူနဲ့လုံးဝမဆိုင်ပါဘူးဆိုတာကိုထွက်ရှင်းတယ်သူနဲ့ Jared Cotton နဲ့အကြီးအကျယ်စကားများကြပြီးတော့သူအဲ့ဒီကုမ္ပဏီကထွက်ခဲ့တာလဲနှစ်နဲ့ချီကြာခဲ့ပြီဖြစ်ကြောင်းသူမိသားစုကိုအသက်အန္တရာယ်ချင်းချောက်တဲ့စာတွေမပုတ်ဖို့လဲထွက်ရှင်းတယ်တစ်ချိန်တည်းမှာပဲခုနကအိန္ဒိယမှာတည်တယ်ဆိုတာမယုံလို့တွားစစ်ဆေးကြတဲ့သတင်းထောက်တဲ့အဖွဲ့အစည်းကလည်းစပြန်လာတယ်ဂျီရန်ကော်တွန်ကတကယ်တည်သွားပြီအဲ့ဒါအမှန်ပဲစွန့်အားကုန်ကြတယ်ပေါ့ကို့အဖွဲ့ထဲကလူတွေကသတင်းထောက်ပါခေါ်ပြီးတော့ကိုယ်တိုင်တွားစစ်ကြတယ်ဆိုတော့မယုံချင်နဲ့ယုံနေရတယ်အဲ့ဒီတည်စင်းထုတ်ပေးတဲ့ဆရာဝန်ကရောယုံရတယ်လားသူ့ကိုပတ်စံပေးပြီးတော့ခိုင်းထားတာရောမဖြစ်နိုင်ဘူးလား
ဒီလိမ်လည်မှုထဲမှာသူပါပါရင်ပါနေမှာပေါ့ဆိုတဲ့တန်တရားတွေကတော့ရှိနေတော့မယ်လူတွေရဲ့တန်တရားကအရန်ကြောက်ဖို့ကောင်းတယ်ဘလောက်မတက်ဆိုင်တဲ့သူဖြစ်ဖြစ်ရှာကြံပြီးတော့ဆွဲထည့်လို့ရတယ်ဆရာဝန်ကလည်းပြောလာတယ်ဒီကိစ္စကသူ့အပေါ်ဝန်တော်ပြီးနေတယ်ပေါ့အားလုံးကသူ့ကိုပါမတင်ငါဖြစ်နေကြသလိုတချို့တွေဆိုရင်သူ့ကိုပါချင်းချောက်ဆဲဆိုနေကြတာတွေလည်းခံနေရတယ်ပေါ့ဒီလိုနဲ့လက်မခံခြင်းခံခြင်းနဲ့တကယ်တည်သွားပြီဆိုတာလက်ခံလိုက်ရတယ်အဲ့ဒီမှာတင်လူတွေရဲ့ direction ကသူ့မိမစီကိုပြောင်းသွားပြန်တယ်သူတည်တဲ့အချိန်သူ့ဘေးမှာသူ့မိမပဲရှိခဲ့တာအခုလေသူ့မိမကဒေါ်လာ3 သန်းကျော်တန်တဲ့စံအိမ်တစ်ခုဝယ်လိုက်ပြီးစတဲ့ပါဇက်ပြောသတင်းတွေထွက်လာပြန်တယ်သူ့မိမရဲ့ Twitter အကောင့်ကလေဒီ2 နှစ်လောက်အတွင်းမှာတင်နာမည်3 မျိုးတောင်ပြောင်းထားတာငါတွေ့တယ်ဒါဆိုရင်တေချာတယ်ဂျီရက်ကော်သွန်ကိုသူ့မိမတက်လိုက်တာဒီမိမကမွေပွေးမှာပဲသူ့ယောက်ျားစီကပတ်စံတွေအကုန်လုံးကိုသူတယောက်တည်းပိုင်ရှင်လို့တက်လိုက်တာငါတို့ရဲ့ပတ်စံတွေကသူ့စီမှာသူ့ဘယ်မှာနေလဲသူကလောကကြီးမှာရှိမနေသင့်ဘူးစားတယ်တောက်စစ် suspect တွေပေါ့ထွက်လာကြတယ်ကနေဒါရဲတွေကလည်းအခုမှတည်တည်ချာချာစစုံစမ်းပေးလာတယ်တချိန်တည်းမှာပဲခုနကလူအုပ်ကြီးထဲမှာနည်းနည်းတွေးသက်ခေါ်တဲ့သူတယောက်ကနောက်ထပ်အစားတစားထပ်ဆွဲမိတယ်ဘာလဲဆိုတော့ခုနကမိုက်ကယ်ပထရိုင်က Reddit မှာသူကြုံတွေ့ခဲ့မှုတဲ့လိမ်လည်မှုတွေသူအဖမ်းခံခဲ့ရတဲ့ငွေကြေးခေါ်ဝါချမှုတွေကြောင့်ရေးတယ်အဲ့ဒီထဲမှာသူ့စာတွေကိုတက်တက်ကြွကြွလေးလာနေတဲ့ Subter ဆိုတဲ့အကောင့်တစ်ခုကိုသတိထားမိတယ်ဒီလိုနဲ့အဲ့ဒီ Subter ဆိုတဲ့အကောင့်နောက်ကိုလိုက်တော့အဲ့ဒီအကောင့်ကငွေကြေးလိမ်တဲ့ website တစ်ခုကို run ထားတယ်အဲ့ဒီ website မှာအလိမ်ခံခဲ့ရတဲ့သူတွေကိုဆက်လိုက်တယ်အလိမ်ခံရပူးလူတွေကိုလိုက်မေးကြည့်တယ်ဘယ်အကောင့်ကိုငွေလွှဲလိုက်လဲမှတ်မိလားပေါ့တညီတညွတ်တည်းဖြေကြတဲ့နာမည်တစ်ခုထွက်လာတယ်ဂျီရန်ကော်တန်နဲ့တဘောပေါက်လာကြတာကဂျီရန်ကော်တန်ကသူ့အသက်15 နှစ်လောက်ကတည်းကငွေလိမ်တဲ့ website ကို run နေတဲ့သူဒီ Bitcoin exchange ကိုစောက်ဖို့ကိုလည်းသူ့ရဲ့ခုနက Subter ဆိုတဲ့ reading ကောက်မှာတင်စောက်ပေးနိုင်တဲ့သူရှိလားဆိုပြီးတော့2014လောက်ကတင်ထားတာတွေလည်းပြန်ရှာတွေ့ခဲ့ကြတယ်ပြောရရင် serious scam မှာအကြီးစားလူလိမ်ပေါ့ရဲတပ်ဖွဲ့ရဲ့စစ်ဆေးမှုတွေအတိအကျထွက်လာတဲ့အချိန်မှာအကုန်လုံးအလက်နကြားဖြစ်သွားရတာကဒီ website မှာဝယ်ထားတဲ့ Bitcoin တွေကတကယ် Bitcoin အစ်စ်တွေမဟုတ်ဘူးတဲ့သူ website မှာပဲဝယ်ရောင်းလုပ်ခွင့်ပေးထားတဲ့ Bitcoin အတူတွေပြန်ရောင်းလို့ရတယ်ဒါပေမဲ့သူ့ website ထဲမှာပဲရတယ်သူပဲပြန်ဝယ်တယ်ငါတို့ကတော်တော်ကိုသုံးပါလားတော့သူ့လို့တိုင်းခံခဲ့ရတဲ့အယုတ်တွေကြားနေတာပဲဆိုပြီးတော့အရှိုက်တွေထိကုန်ကြတယ်ဆိုတော့ဒီလောက်များတဲ့ပတ်စံတွေဘာတွေဖြစ်သွားလဲဆိုတော့ဂျီရန်ကော်တန်ကလောင်းကစားသမားလောင်းကစားနီးပေါင်းစုံလုပ်တယ်။ကွိုင်တွေကိုလည်းစိတ်ထင်တယ်လို့ trade လုပ်တယ်။သူ့ရဲ့ဒီအိတ်ချင်းကရသမျှငွေတွေအားလုံးဒီပါလောင်းကစားဂိမ်းမှာရှုံးတယ်။တခြားကွိုင်တွေမှာလည်းရှုံးတယ်။ဘေးကွိုင်ဈေးတွေတောက်လျှောက်တက်ပြီးတော့ခစ်ကောင်းနေတဲ့အချိန်တုန်းကဒီလူစီကပတ်စံဟိုလူပြန်ပေးဟိုလူပတ်စံကိုနောက်လူပြန်ပေးနဲ့ MLM တွေဖုန်စီတွေလိုမျိုးပုံစံတွေလုပ်ခဲ့တယ်။2018ခုနှစ် recession နောက်ပိုင်းဘေးကွိုင်ဈေးတွေမှာ90% လောက်ထိကျပြီးတော့စိတ်ဝင်စားတဲ့သူတွေရောလာတဲ့အခါဒုက္ခစတွေ့တယ်။သူ့မှာပေးစရာမရှိတော့တဲ့အခါကိုတက်တည်သွားတယ်။ဆိုတော့ဘယ်ထင်မလဲဗျာဒီလိုလူမျိုးကဒါမျိုးကြီးလုပ်မယ်လို့ TV တွေသတင်းစာတွေထဲမှာပါနာမည်ကောင်းရထားတဲ့သူလိန်တဲ့ကွက်ကလည်းကြောက်ဖို့ကောင်းတော့အောင်တနိုင်ငံလုံးကိုလိန်သွားတာ။ဂျားထဲကသူ့မိန်းမတွေသူ့အတိမိတ်ဆွေတွေပါအသက်မခံရတာပဲကံကောင်း။အဲဒီတော့ကိုယ့်ရဲ့ dead side တွေကိုကိုထိန်းနိုင်ဖို့တော့လိုတယ်ဒါကတော့ကိုကျင်မီပြောပြပေးထားတဲ့တကောင်လေးပဲဆိုတဲ့စာအုပ်လေးထဲကမကောင်းတဲ့ဘက်မှာဆိုတဲ့အကြောင်းအလေးပဲဖြစ်ပါတယ်အဆုံးထိနားဆင်ပေးခဲ့ကြတဲ့မိတ်ဆွေများအားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးမင်္ဂလာရှိတဲ့နေ့ရက်လေးတွေဖြစ်ကြပါစေ